ငါမမြင်သင့်သည့်အရာတစ်ခုကိုမတော်တဆမြင်မိသွားချိန်တွင်ငါရဲ့အနေရခတ်မှုကိုဖုံးကွယ်ရန်မျက်လုံးကိုပုတ်တက်နေဟန်ဆောင်လိုက်မိသည်ဘဲကြီးကသတိထားမိသွားသဖြင့်ငါတို့ဖြတ်ကျော်လာခဲ့သည့်နက်ကြီးတဲ့တစ်ပင်ကိုအယိုအသေးပေးနေခြင်းဖြစ်သည်ဟုလိန်ညာပြောဆိုလိုက်ရသည်အံ့ဩစရာကောင်းသည်မှာသူတို့ကထိုစကားကိုယုံကြည်သွားခဲ့ကြသည်ငါလည်းမနေနိုင်ပဲနောက်တစ်ချိန်ခိုးကြည့်မိပြန်ရာချက်ချင်းပင်ခေါင်းနောက်စေကိုကုပ်ပြီးဖုံးဖိလိုက်ရပြန်သည်ဘဲကြီးကယခုတစ်ချိန်တွင်ဘာဖြစ်တာလဲဟုမေးသောအခါငါတို့ဖြတ်တန်းလာသည့်လမ်းမကြီးသည်တစ်ချိန်ကမြတ်စွာဘုရားကြွချီတော်မူခဲ့သည့်လမ်းဖြစ်သည်ဟုအတိတ်ပဲမရှိသောစကားများကိုထပ်မံလုပ်ကြံပြောဆိုလိုက်သည်သူတို့ကဘာကိုမျှရိပ်မိခြင်းမရှိသေးပေသူတို့လွယ်လွယ်နှင့်ယုံသွားသည်ကိုကြည့်ပြီးကျမုတ်သည်ကိုတော်ပါပေသည်ဟုဂုံယူကာခိုး၍ရေမောနေမိတော့သည်သူတို့ကိုပို့ဆောင်ပေးပြီးနောက်တွင်ငါလည်းပဲကြီးရဲ့အစင်းမြင့်စိန်ခံကားကိုစီးကာရွာသို့ပြန်ပြီးအိမ်နီးချင်းများမနာလိုဖြစ်သွားအောင်ကြွားဝါခဲ့သည်လောကကြီး၏ထိတ်ဆုံးသို့ရောက်နေတကယ်သို့ခံစားနေရတော့လဲငါရဲ့အဖွားဖြစ်သူကမူပတ်စံထုတ်မပြမှချင်းအိမ်သို့ငွေမပို့သည့်အတွက်စူပူနေခဲ့သည်ငါပတ်စံထုတ်ပြလိုက်သည်နှင့်သူကချက်ချင်းပင်ပြုံးရွှင်သွားပြီးငါကိုအိမ်ထောင်ချပေးရန်ကြိုးစားတော့သည်ငါသိသည်မှာဒါဟာငါရဲ့အဖေနှင့်အကိုတို့လိုပင်သူမအတွက်ငွေရှာပေးရင်းရွာထဲမှာပဲတစ်သက်လုံးပိတ်မိနေအောင်ထောင်ချောက်ဆင်ခြင်းသာဖြစ်သည်ထို့ကြောင့်ဒေါသတကြီးနှင့်မြို့သို့ပြန်ကာကားပြန်မောင်းနေခဲ့သည်တနေ့တွင်အမြဲတမ်းသဘောကောင်းတတ်သောစော်ကြီးကလူအများရှိတွင်ငါအားမဖွဲ့မရာပြုမှုသည်ဟုရုတ်တရက်ဆွဆွဲပြီးတွားဝါခြင်းနှင့်ကရွင်းနက်နံခြင်းတို့ကိုလှောင်ပြောင်ရှုံချလေသည်ငါဘာမှသွားတလဲဆိုသည်ကိုစဉ်းစားမရဘဲအကြီးကျယ်စိတ်ပြက်အားငယ်သွားခဲ့ရသည်ထိုညတွင်ငါရဲ့ဘဝ၌ပထမဆုံးအကြိမ်ဖြစ်သွားဖုံးများတွေးထွက်သည့်အထိသွားတိုက်ခဲ့သည်သို့သောငါရဲ့ဘဝကြီးလိုပဲဘာမျှပြောင်းလဲမသွားခဲ့ပေစော်ကြီးရဲ့မွေးနေ့တွင်သူမသည်မူရစ်နေပြီးကားမောင်းထွက်ရန်ဆိုအတင်းပြောဆိုနေခဲ့သည်ငါလည်းဘာမှမဖြစ်ပါစေနှင့်ဟုဆူတောင်းရင်းအတင်းကျပ်ပြုံးပြနေခဲ့ရသည်သို့သောနောက်တစ်မိနစ်တွင်သူမသည်ကလေးတဦးကိုကားနှင့်တိုက်မိသွားတော့သည်စော်ကြီးနှင့်ဘဲကြီးတို့သည်ထိတ်လန့်တကြားဖြစ်ပြီးကိုလရွှေတို့ကိုတိုင်ရန်ကြိုးစားကြတော့လဲငါကသူတို့ကိုကားထဲသို့ပြန်ဆွဲထည့်ကာထိုနေရာမှမောင်းပြေးခဲ့သည်နောက်ပိုင်းတွင်ကားပေါ်ရှိသွေးများကိုငါဆေးကြောတန့်စင်ခဲ့ပြီးဘာကိုမျှစိုးရိမ်ခြင်းမရှိခဲ့ပေအကြောင်းမှာထိုကလေး၏ဇနိတ်မိဘများသည်သူတို့ကလေး၏နာမည်ကိုပင်မှတ်မိကြမည်မဟုတ်သောကြောင့်ဖြစ်သည်သူတို့ကတိုင်ကြားကြမည်မဟုတ်သလိုကိုလှရွှေတို့ကလည်းဂရုစိုက်ကြမည်မဟုတ်ပေငါလည်းပဲကြီးစနီးမောင်နှံကိုဘေးဒုက္ခကြီးတစ်ခုမှကယ်တင်ပေးခဲ့သည်ဟုခံစားရပြီးသူတို့သည်ငါကိုရခင်ကထပ်ပို၍ယုံကြည်လာလိမ့်မည်ဟုအသေးချာယုံကြည်နေခဲ့သည်နောက်တစ်နေ့တွင်ဘဲကြီးအဖေကငါကိုချီးကျူးပြီးမိသားစုဝင်တဦးကဲ့သို့ပင်ဖြစ်နေပြီဟုပြောခဲ့သည်သို့သောဘဲကြီး၏ညီဖြစ်သူကဝန်ခံကတိစာတစ်စောင်ကိုထုတ်ပြခဲ့သည်ထိုစာထဲတွင်အကယ်၍အမှန်တရားပေါ်ပေါက်လာပါကငါကသာအပြစ်အလုံးကိုတာဝန်ယူရမည်ဟုရေးသားထားသည်ငါကိုဝမ်းနည်းဆုံးဖြစ်စေခဲ့သည်မှာငါရဲ့အဖွားဖြစ်သူကပတ်စံအတွက်ကြောင့်ထိုစာတွင်လက်မှတ်ထိုးပေးခဲ့ပြီးဖြစ်နေခြင်းပင်